ဒီလို design ဆွဲခြင်းပထမအောင်ဆုံးဘာလိုအပ်လဲဆိုတော့ကျွန်တော်အရင်ဆုံးပြောပြမယ်ဒါတွေအကုန်လုံးကိုကျွန်တော်မိတ်လိုက်ပါမယ်ဒီ layer တွေအကုန်လုံးကိုကျွန်တော်မိတ်လိုက်တယ်ဒီ layer တွေကိုမိတ်ပြီးတော့ကျွန်တော်တစ်စင်ချင်းစီရှင်းပြမယ်ဒီကျွန်တော်ဆွဲပြမှာမဟုတ်ကျွန်တော်ဆွဲထားတာလေးကိုပြန်ပြီးရှင်းပြမယ်ပထမအောင်ဆိုတာကျွန်တော် background ကိုbackground တရားရေးကြည့်ရ background ကိုကျွန်တော်အရင်ဆုံးကြည့်လိုက်ကြအောင်ကျွန်တော်ဘာတွေသုံးထားလဲပေါ့အကောင်ပိတ်လိုက်ပါမယ်ကျွန်တော်အရင်ဆုံး layer တစ်ခုယူပြီး color တစ်ခုထည့်တယ်ဒီလိုမထည့်လဲရတယ်ဒီကောင်ဖြောက်လိုက်ဘယ်လိုထည့်လို့ရလဲဆိုတော့ဒီမှာ effect ထည့်သွားပြီးတော့solid color ထည့်လိုက်တယ် solid color ထည့်လိုက်တယ်ဒီရပဲ solid color ထည့်တယ်ပြီးရင်ဒီကောင်ကကျွန်တော်က mod ဒီသူ့ရဲ့မူပြောင်းထားလို့ဒါ normal 100% ဒါဒီလိုပုံနော် normal 100% အဲ့ဒါကို obviously ကျွန်တော် short တယ် short ပြီးတော့ကျွန်တော်က screen ထားတယ်နော်ဒီမှာ screen ထားတယ်ပြီးရင်ဒီကောင်ကဘာလို့ hero ပုံကြီးပါ hero ပုံကြီးကိုကျွန်တော်ကဘယ်လိုလုပ်လိုက်လဲဆိုတော့တစ်ခါပြအောင်ဒါအောင်အရင်ဖြောင်းလိုက်အဲ့ပုံဘယ်လိုလုပ်လဲသိဖို့လည်းကျွန်တော်ဒီ hero ပုံလို့ပဲနော် hero ပုံကို control ချင်နဲ့ပွားလိုက်တယ်ပွားပြီးတော့သူ mask အုပ်ထားတယ်လို့ဖြောင်းလိုက်မယ်နော်ဒီလိုပုံကြီးအဲ့တော့အပွားပုံအရင်ဖြောင်းလိုက်ဒီပုံကြီးပါအဓိကကျွန်တော်က foreground နဲ့ background color ကိုအနီနဲ့နက်ပြလေးပဲထားလိုက်တယ်ဒါတော့ကနက်ပြလေးနော်နက်ပြလေးထားပြီးတော့ feather တွေကိုသွားပြီးတော့ကျွန်တော်က feather gallery တွေက feather gallery ရဲ့ဝင်မှာပေါ့ဗျာ feather gallery တွေကနေပြီးတော့ effect တစ်ခုကိုသုံးမှာဖြစ်ပါတယ်အဲ့ဒီ effect ကတော့ half tone pattern လို့ခေါ်တယ် half tone pattern ဒီ sketch ထဲမှာရှိမယ် half tone pattern ဒီကောင်လေးကိုကျွန်တော် site အကြီးသေးလေးပေါ်မူတည်ပြီးတော့ကျွန်တော်သုံးလို့ရတယ်ဒါလေးကိုသုံးတယ်ဒါဒီမှာကအမဲများပြီးအနီဟောဖြစ်သွားတယ်ဒါဆိုကျွန်တော်မားနေရပြန်ဖြစ်လိုက်မယ်နော် control z ပြန်ဖွင့်လိုက်မယ် foreground နဲ့ background ကိုနေရာချင်းကြည့်လိုက်မယ်ပြီးရင်ဆွနတိုင်းလေးပဲ feather gallery ရဲ့ကိုသွားကြည့်မယ်ရပြီကျွန်တော်လိုချင်တယ်လို့လေးရပါပြီနော်ဟောရပါပြီအဲ့ဒါကိုကျွန်တော်က mask out ပြီးတော့အောက်ပိုင်းလေးကိုဒီလိုမျိုးလေးခြေထားဖြစ်ပါတယ်ဒါကတော့တကယ်ပုံပါပုံကတော့ဒါမျိုးထည့်မယ်ဒီကောင်ကတော့ဒီလိုထည့်မယ်ဒီကောင် opacity နည်းနည်း short လိုက်ဒါဆိုရင်အဆင်ပြေပြီဒီပုံကိုလည်းကျွန်တော်က saturation ထည့်ပြီးတော့ဒီပုံကိုကျွန်တော် saturation တင်ထားဖြစ်ပါတယ် saturation တင်ထားဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒါ background စဉ်းစားလို့ရပါတယ်ဒီ background စဉ်းစားလို့ရသွားပြီဒီမှာနောက်တစ်ခုလာ main text ကျွန်တော်ကစာသားဘယ်မှာထည့်မလဲစာသားကိုကျွန်တော်အပေါ်ဆုံးမှာပဲဒီလိုနေရာမှာပဲထားမယ်ဒီနေရာမှာဒီဆုံးမှာတင်ရမယ်နော်ကျွန်တော်ရှင်းပြတယ်ဒီနေရာမှာကျွန်တော်တို့စာသားထားမယ်ဒီနေရာမှာစာသားထားမယ်ဒီနေရာမှာကျွန်တော် banner လေးထားမယ်ဒီနေရာမှာ banner လေးထားမယ်ဒါစာသားဒီကောင်လည်းတယောက်ထားလိုက်မယ်နော်ဒီကောင်လည်းတယောက်ထားလိုက်မယ်ဒီနေရာက banner လေးထားပါokay ဒါစာသားပြီးရင် banner ဒီရလေးအပယ်အောင်နေရလေးဒါလေး banner လို့ခေါ်မယ်ဟုတ်ပြီကျွန်တော် background ဖြောင်းလိုက်မယ်နော် banner လေးကိုပဲအသေးစိတ်လေးရှင်းပြပါမယ်ဒီ banner ကကျတော့ကျွန်တော်ဘယ်လိုဆွဲထားလဲဆိုတော့ဒါ background ပြီးရင် banner နော်ဒီ banner ကကျတော့ဘယ်လိုဆွဲလဲဆိုတော့ဒီကောင်လေးကကျွန်တော်က layer mask လောက်ထားလို့ဒါစိန်ဒါဒီကောင်လေးနော်စိန်ဒီကောင်ကကြတော့ဒါမျိုးလေးပါကျွန်တော်မှာဒီလိုလေးဆွဲထားဟိုဘက်ကိုရေးပြလိုက်မယ်နော်ဒီကောင်ကဒီလိုဖန်တီးထားတာပါ
ဒီဟာကြီးတစ်ခုပါမယ်ဒီလိုလေးပါမယ်ဒီလိုလေးပါဒီတစ်ခုချင်းစီအဓိကတော့ဒီဟာကြီးအဓိကပါဗျာဒီကောင်အဓိကဒီကောင်ကျွန်တော်ပွားလိုက်တယ်ပွားပြီးတော့ဒီကောင်ကပွားလိုက်တယ်နော်ပွားပြီးတော့ကျွန်တော်ကဒီလိုနေရာလေးပုတ်ပြီးတော့delete လိုက်တယ်ဒီမှာဒီကောင်ဒီဘက်မှာဆိုဒီလို delete လိုက်တယ်ပဲထားပါဟုတ်ပြီ delete လိုက်ကျန်ခဲ့တဲ့ဒီကောင်လေးကိုကျွန်တော်ကကာလာလေးပြောင်းလေးထားလိုက်တယ်ဒီလိုအုပ်လိုက်တယ်ဒါတွေကတော့ကျွန်တော်ပန်တူးနဲ့ဆွဲလို့ရပါတယ်ဒါတွေကပန်တူးနဲ့ဆွဲလို့ရတယ်ပန်တူးနဲ့ဆွဲပြီးတော့ gradient ထည့်ပြီးတော့ကျွန်တော်ကဒီလိုလေးကတ်လိုက်တာပါဖြစ်ပါတယ်ပြီးတော့မှစိတ်ပုံစံလေးကတော့ကျွန်တော်ရှာလို့ရအောင်ပေါ့နော်ကိုရိုးစက်နဲ့ပဲပြန်ဖော်ပြလိုက်ကြမယ်နော်ဒါကတော့ဒီလိုပန်တာတစ်ပုံဖြစ်သွားပါပါဒီလိုပန်တာတစ်ပုံဖြစ်သွားမှာဒါအောင်မှကျွန်တော်ပွားလိုက်ပွားပြီးတော့ဒီလိုလုပ်လိုက်တယ်ဒါ list ပုံစံလေးဖြစ်သွားပါဗျာဒါဆိုရင်တော့ brother တို့နောက်တစ်ဆင့်နားလည်သွားပြီကျွန်တော် background ပြီးရင် banner နော် banner ပြီးရင် weekly bus ကလည်းဒီပုံလေးကိုရှာလိုက်တယ်ရှာပြီးတော့ဈေးလေးထည့်တယ်ပြီးရင်ဒီ banner ကိုပဲအသေးပြန်လောက်ထားတဲ့သဘောတရားပါဇာ weekly bus ရပါပြီးတော့ခုနကပြပြီးသား main dash နေရာထားဖို့လည်းအရင်စဉ်းစားရမယ်နော် main dash ကပြုတ်ထားမယ်ဒီလိုပုံစံလေး banner လေးများတယ်ဆိုရင် main dash ကိုဖြစ်တက်နိုင်နေပေါ်တော့တိုးပြီးဆွဲပြပါပြီးရင် border ဒီ border ကကြတော့ဘယ်လိုမျိုးလဲဆိုတော့အဓိက payment တွေပါထည့်တာပေါ့ဗျာ payment တွေထည့်မယ်ဒါတွေလည်း down လို့ရပါတယ်ဒါတွေကနော်ဒါတော့ down လို့ရတယ်နော်အဲ့လိုမျိုးလေးလောက်ထားပါဒါတော့ဟို smart object နဲ့ပုံစံလေးလောက်ထားတော့ဒီမှာ payment လေးထည့်မယ်ကျွန်တော် user telegram user ဆို telegram ဘာညာထည့်မယ်ဒါဆိုရင် bottom လေးရပါအဲ့မှာကျွန်တော်ကဒီ text ကိုကျွန်တော်က flare လေးထည့်ထားတယ် flare လေးဆိုတာမျိုးလေးနော်ဒါမျိုးလေးထည့်တာဒါဆိုရင်ပုံကပြည့်စုံသွားပါပြီဒီလိုပုံbrother တို့အကျန်းနည်းနဲ့ဆွဲလို့ရပါပြီဒါကတော့အကျန်းနည်းပါဒီ background မှာတချို့ကကျွန်တော်ဆိုရင်စဆွဲတာဒီ background မှာဒါမျိုး over လေးကျွန်တော်မသုံးတော့ပုံရတာမျိုးကြီး over လေးသုံးလိုက်တော့ဒီလိုမျိုးမီးတော့မီးရန်လေးနဲ့ဖြစ်သွားတယ်ဒါလည်းပို့ပြီးတော့အသက်ဝင်သွားတယ် 3D လည်းဆန်သွားတယ် 3D ဆန်ဆိုတာပြောလားဒီမှတော့ပြောပါဒါမျိုးလေးဖြစ်သွားတယ်ပေါ့ဗျာဒါကတော့ဆွဲနည်းလေးပါဒီလိုလိုက်ပြီးတော့ဆွဲကြည့်ပါနားမလည်နိုင်ရှင်ကျွန်တော်လည်းမေးမြန်းလို့ရပါတယ်ဒါကြီးကကျွန်တော်ဘာလုပ်ထည့်တစ်ချက်ကြည့်လိုက်ဒါကတော့ effect ပါဒါအရင်ပုံတော့ high sorry ဒါဘယ်လိုပုံလေးကဒီလိုမျိုးလေးပါအဲ့ကြတော့ brother တို့ဆွဲချင်တာပဲဖြစ်ဖြစ်ဒီလို design တွေအပ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီရလာရောက်ပြီးအနံ့နိုင်ပါတယ်ပြန်တွေ့မယ်ဗျ